သူမရဲ့စစ်ဆက်ထားသူကဖုန်းထဲမှာတစ်ဖက်လူကိုမေမေလို့ခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရတော့မှအခုထိသူမအထင်လွဲပြီးရန်ညှိုးထားခဲ့တဲ့အမျိုးသမီးဟာနောက်တစ်ချိန်မှာသူမရဲ့ရောက်ခမဖြစ်လာမဲ့သူဆိုတာကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့နောက်ကျသွားပါပြီ။လွန်ခဲ့တဲ့မိနစ်ပိုင်းလေးတင်ကမှသူမဟာလူတွေကိုခေါ်ပြီးအဲ့ဒီအမျိုးသမီးကိုရိုက်နှက်ခိုင်းခဲ့တာပါ။ဒါကိုတွေးမိရင်သူမတကိုယ်လုံးတုံးလုံးချောက်ချပြီးထိတ်လန့်သွားပါတယ်။တကယ်တော့သူမနဲ့အဲ့ဒီအမျိုးသားဟာအထက်တန်းကျောင်းသားဘဝကတည်းကချစ်သူတွေဖြစ်ခဲ့ကြတာပါ။အဲ့ဒီတုန်းကလည်းဒီအမျိုးသမီးကသူတို့နှစ်ယောက်ကြားထဲဝင်ပြီးအချိန်ချင်းတားဆီးခဲ့ပူပါတယ်။အဲ့ဒီအပေါ်မှာသူမကအညှိုးတေးထားခဲ့ပြီးအမျိုးသမီးကသူတို့အခြေရေးကိုဖျက်ဆီးနေတယ်လို့ပဲထင်ခဲ့တာပါ။ဒါကြောင့်သူမဟာသူတို့နှစ်ယောက်နှိစက်ခဲ့ပုံတွေကိုလှုပ်ဝက်ဗီဒီယိုရိုက်ထားပြီးနှစ်အတော်ကြာတဲ့အခါမှာတော့ဒါကိုဝတ္ထုတစ်ပုဒ်ဖြစ်ရေးသားခဲ့ပါတယ်။ထိုအမျိုးသမီးဟာသူတို့ရဲ့အခြေရေးကိုဖျက်ဆီးခဲ့သူဖြစ်ကြောင်းကောလာဟလတွေလည်းဖြန့်ခဲ့ပါသေးတယ်။အဲ့ဒီအမျိုးသမီးထူးချွန်စရာမစုလက်ခံရရှိတဲ့နေ့မှာတော့သူမဟာလူအုပ်စုကိုခေါ်ပြီးအခမ်းအနားတွေကိုအတင်းဝင်ရောက်နှောက်ယှက်ခဲ့ပါတယ်ဝတ္ထုတွေကိုလူများကြားထဲမှာလိုက်ဝေပြီးဒီဆရာမဟာစီကံထိန်သိမ်းရေးကိုအကြောင်းပြပြီးကျမရဲ့ရေးစားကိုလူယူခဲ့တာပါလို့အမျိုးသမီးရဲ့ဂုဏ်သိက္ခာကိုလူပုံအလယ်မှာစော်ကားဖျက်ဆီးခဲ့ပါတယ်အမျိုးသမီးကတော့သူမအနေနဲ့ကျောင်းသားတွေရဲ့အနာဂတ်မပျက်စီးစေချင်လို့သာတားဆီးခဲ့တာဖြစ်ကြောင်းထိုနေရာမှာတင်ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူမကတော့လုံးဝမယုံကြည်တဲ့အပြင်ဒီဆရာမဟာကျောင်းသားတွေအပေါ်မတင်တော်တဲ့စိတ်ကူးတွေရှိနေပြီးအချိန်ပိုတင်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ကိုခေါ်သွားတတ်သူပါလို့ပို့ပြီးတော့တိတ်ခါချလိုက်ပါသေးတယ်။လှုပ်ဝက်ရိုက်ကူးထားတဲ့ဗီဒီယိုတွေနဲ့အတူလူထုရဲ့ဝေဖန်မှုဟာလည်းထိမ့်မနိုင်သိမရဖြစ်သွားခဲ့ပါတယ်ဆရာ။ဆရာမတွေနဲ့ကျောင်းသားတွေအားလုံးကအမျိုးသမီးကိုဝိုင်းဝန်းပြစ်တင်ကြပြီးကျောင်းကနေထုတ်ပယ်ဖို့တောင်းဆိုကြပါတော့တယ်။ကျောင်းကြီးလည်းမတက်တာတဲ့အဆုံးသူမကိုသူမအပြစ်မရှိကြောင်းတက်တည်ပြဖို့ပြောရပါတော့တယ်မပြနိုင်ရင်တော့စုံစမ်းစစ်ဆေးဖို့အတွက်အလုပ်နားထားရမှာပါအခြားနည်းလမ်းမရှိတော့တဲ့အဆုံးအမျိုးသမီးဟာသူတို့ရဲ့တားမိတော်ဆက်မှုကိုတက်တည်ပြနိုင်ဖို့တားဖြစ်သူစီကိုဖုံးဆက်ခဲ့ပါတယ်ဒါပေမဲ့သူမကဖုန်းကိုလူယူပြီးပို့ပြီးပြင်းထန်တဲ့ဆွဆွဲချက်တွေလုပ်ကာဖုန်းကိုရိုက်ခွဲပစ်လိုက်ပါတယ်ကျောင်းကလည်းသူမကိုမြန်မြန်ရေးယူပေးဖို့ဖိအားပေးခဲ့ပါတယ်မထင်မှတ်ပဲနောက်တစ်နေ့အမျိုးသမီးရဲ့အတန်းထဲမှာကျောင်းသားတစ်ယောက်ကသူတို့ရဲ့ချစ်သူတက်တန်းကိုလူသိရှင်ကြားကြီးညာပြီးဆရာမကိုကြားဝင်မဆွတ်ဖက်ဖို့တတိပေးခဲ့ပါတယ်အမျိုးသမီးကဖြောင်းဖျဖို့စူးစမ်းပေမဲ့ထိုမင်းကလေးကမန္တလေးရောက်လာပြန်ပါတယ်ဒါတွေအလုံးဟာသူမရဲ့တွေးထိုးလှုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်သူမဟာကျောင်းသားတွေကိုလွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်ဖို့အားပေးခဲ့ပြီးကျောင်းသားတွေကလည်းဆရာမရဲ့စီမံခန့်ခွဲမှုကိုပေါ်ပေါ်တင်တင်ပဲစန့်ကျင်ခဲ့ကြပါတယ်အမျိုးသမီးကတော့ဘာမှပြန်မပြောတော့ပဲသူမကျူးလွန်ခဲ့တာတွေအတွက်ပြန်ပေးဆက်ရမယ့်ရက်ကိုပဲစောင့်ကြည့်နေပါတော့တယ်မကြခင်မှာပဲစစ်ဆက်ပွဲနေကိုရောက်လာခဲ့ပါတယ်။သူမဟာချမ်းသာတဲ့မိသားစုတွေကိုရောက်တော့မယ်ဆိုတဲ့အိမ်မက်တွေထဲမှာနှင်းမျောနေပြီးလူတိုင်းရဲ့ချီးမွမ်းစကားတွေကိုဂုဏ်ယူဝင့်ကြွားစွာနားထောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူအုပ်ထဲမှာထိုအမျိုးသမီးကိုမြင်လိုက်ရပါတယ်။အမျိုးသမီးကအလွန်တင့်တယ်လှပတဲ့အဝတ်စားတွေဝတ်ဆင်ထားတာကိုတွေ့တော့သူမကငါရဲ့စစ်ဆက်ထားသူကိုလာလူလာလားဆိုပြီးအထင်မှားကလူတွေကိုအဲ့ဒီအမျိုးသမီးကိုဖမ်းချုပ်ခိုင်းပြီးပါးတွေကိုတရားဆက်ရိုက်နှက်ပါတော့တယ်။သူမဟာကိုချင်းကိုတူးနေမှန်းသူမကိုယ်တိုင်မသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲသူမရဲ့စစ်ဆက်ထားသူဟာခမ်းမအပေါက်ဝကိုရောက်ရှိနေပါပြီ။သူမရဲ့ကြမ်းတမ်းတဲ့ပုံစံကိုသူမြင်သွားမှစိုးရိမ်တာကြောင့်အမျိုးသမီးကိုအရင်ဖွက်ထားခိုင်းပြီးမင်္ဂလာဆောင်ပြီးမှရှင်းမယ်လို့ကြံစီထားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမျိုးသားဟာမင်္ဂလာခမ်းမအပေါက်ဝမှာပေါ်လာခဲ့ပါပြီ။